ကျော်သားဒီစစ်ကူခေါ်နေတဲ့ထင်ပြီးချက်ပြက်လိုက်ကိုဖျက်လိုက်တဲ့အခါမထင်မှထားတဲ့အာခါတရင်တစင်ကဘာပေါ်ပြက်ကျလာခဲ့တယ်။ဒါကဘာပြောဆိုတာယုံနိုင်ရလား။ခုက2088ခုနှစ်ဒီကဘာပေါ်မှာလူထုမရှိတော့ပဲစုံတွဲတွဲပဲကြံတော့တယ်။လွန်ခဲ့တဲ့နှစ်60ကကျော်သားတွေရဲ့ရဲဆက်ဆက်ကျူးကျော်မှုကိုကဘာကခံခဲ့ရတယ်။လာကိုကျော်သားတွေကဖျက်ဆီးလိုက်လို့ကဘာဂေဟာစနစ်တွေအကြီးကျယ်ပျက်စီးပါခဲ့တယ်။နောက်ဆုံးမှာလူသားတွေကမနိုင်နိုင်အောင်တိုက်ခဲ့ပြီးအနိုင်ရခဲ့ပေမဲ့နျူကလ িয়ার လက်နက်တွေတောင်းခဲ့လို့ကဘာတစ်ခုလုံးညှဉ်းညမ်းသွားခဲ့ရတယ်။ဒီလိုချမ်းတဲ့ပတ်ဝန်းကျင်ကြောင့်လူတွေနေဖို့မထိနိုင်တော့ဘူး။ဒါကြောင့်လူသားတွေကစီတန်ကိုပေါ်ပြောင်းရွှေ့ခဲ့ရပြီးကမ္ဘာပင်လေပင်ပေါ်ကရေနဲ့စွမ်းရည်စီယုံတွေကိုထိန်းချုပ်ဖို့အာကာသမှာကွက်ကဲဤစခန်းတစ်ခုတည်ဆောက်ခဲ့တယ်။စီတန်ကိုပေါ်မှာတရံစကားချပါလို့ပင်လေရေကနေနျူကလ িয়ার စွမ်းရည်ထုတ်ပြီးစီတန်ကိုထောက်ပံ့နေရတယ်။ဒါပေမဲ့ကမ္ဘာပေါ်မှာကျန်နေနိုင်တဲ့ကြော်သားတွေကစီယုံတွေကိုမဖျက်ဆီးနိုင်အောင်အစိုးရကဒရုန်းအများပြည်နဲ့ကကွယ်ခါတယ်။ဒါပေမဲ့ဒရုန်းတွေမှာအားနည်းချက်ရှိတယ်။သူတို့ကကြော်သားတွေရဲ့ထောင်ချောက်ကိုမခွဲခြားနိုင်ဘူး။ဒါကြောင့်ဝေယိုနဲ့မီနာကိုကမ္ဘာပေါ်ဆီလွတ်ခဲ့တာဖို့သူတို့အလိုကဒရုန်းတွေကိုပြုပြင်ထိန်းသိမ်းဖို့ပဲ။ဝေယိုကကင်းလွတ်ပြီးဒရုန်းပြင်တယ်။မီနာကတော့သူ့ကိုလမ်းညွှန်ပေးတယ်။သူတို့ဒီမှာအလုပ်လုပ်နေတာ6နှစ်ရှိပြီ။နောက်နှစ်ပတ်နေလူသစ်တွေရောက်လာပြီးသူတို့စေးတန်းကြီးကိုပြန်ရတော့မယ်။ဒီနေ့မှာတော့ဝေအလုပ်လုပ်ဖို့အပြင်ထွက်လာတော့ကဒရုန်းတစီးစီကအရေးပေါ်အခြေပြမှုကိုလက်ခံရရှိခဲ့တယ်။သူဟာတွင်းနဲ့ကြီးတစ်ခုထဲကိုတတိထားပြီးဆင်းသွားတယ်။အဲ့ဒီနေရာကတစ်ချိန်ကလူသားတွေရဲ့စာကြီးတိုက်ဖိနိုင်မှသူ့သဘောပေါက်သွားတယ်။နောက်ဆုံးတော့အခြေပြမှုလာတာစီသူရှာတွေးသွားပြီးမြဲအဲ့ဒီမှာဒရုန်းလုံးခွာမရှိခဲ့ဘူး။ဝေအမြန်ဖန်ထွက်ဖို့လုပ်ပြီးမြဲမတော်ချထောင်ချောင်းတစ်ခုကိုနင်းမိပြီးမြေကြီးထဲဆွဲသွင်းခံလိုက်ရတယ်။ဝေစီနီအောင်ထားပြီးသူ့ကိုသူလွတ်အောင်လုပ်ကထွက်ပေါက်ကိုရှာခဲ့တယ်။အမောင်ထဲမှာထူဆန်းတဲ့မျက်လုံးတွေကသူ့ကိုစိုက်ကြည့်နေကြတယ်။ဝေကျိုးတစ်ချောင်းကိုအမြန်ချိပြီးပြန်တက်ပြေးဖို့ကြိုးစားခဲ့ပြီးမြဲအပေါက်ဝါလောက်ခါနီးမှကျိုးအပြက်ကျသွားတယ်။ကန်ကောင်းစာနဲ့သူနောက်ဆုံးပြင်ပေးခဲ့တဲ့ဒရုန်းကအချိန်မီရောက်လာခဲ့ပြီးဂျော်ဒန်အားလုံးကိုအမြန်ရှင်းပစ်လိုက်တယ်။အဝေကနေကြားလိုက်ရတဲ့ပောက်ကွဲတန်အခြေကြီးကြောင့်ဝေရင်ကိုအမြန်မောင်းထွက်ကြည့်တော့ဂျော်သားတွေကခိုးထားတဲ့ဒရုန်းလောင်းစာဆဲတွေနဲ့စွမ်းရည်စီယုံတစ်ခုကိုဖောက်ခွဲလိုက်ကဖြစ်နေတယ်။အဲ့ဒီချိန်မှာပဲမီနာကအာကာသထဲကိုထုတ်လွှင့်နေတဲ့အမိမသိချက်ပြမှုအခုကိုဖမ်းမိခဲ့တယ်။ဝေအချက်ပြမှုလာတာစီအပြေးလွှားသွားကြည့်တော့အဲ့ဒါကစွန့်ပစ်ခံထားတဲ့ Empire State အဆောက်အုံဖြစ်နေတယ်။ဂျော်သားတွေကအဲ့ဒီအဆောက်အုံကိုအင်တီနာအဖြစ်သုံးပြီးအာကာသထဲကိုအချက်ပြလွှင့်နေတာပဲ။မီနာကအဲ့ဒီချက်ပြမှုကိုဖော်ထုတ်ကြည့်လိုက်တဲ့အခါပြန်လာရမယ့်လမ်းကြောင်းကိုပြတဲ့ကိုဟာဒီနဲ့တွေ့ထင်နေတယ်။ဂျော်သားတွေစီကိုခေါ်နေတာလား။ဝေအဲ့ဒီအချက်ပြလိုင်းကိုအမြန်ဖြတ်တော့လိုက်ပြီးသူ့ရဲ့ဆက်သွယ်ရေးစနစ်ကိုပိတ်ကရေဒီယိုတက်တီခွဲကင်းလွတ်တဲ့နေရာလေးတစ်ခုစီရောက်သွားတယ်။အဲ့ဒီမှာသူအရင်ကတည်းကခါတီဆောက်ထားတဲ့တစ်လုံးအိမ်လေးကိုတွေ့လိုက်ရတယ်။ဒါပေမဲ့ဝေအနားယူလို့မစုံသေးခင်မှာပဲကောင်းကင်ကြီးကိုထိုးခွဲသွားတဲ့ပောက်ကွဲတန်ကြီးတစ်ခုထွက်ပေါ်လာခဲ့တယ်။